လူတိုင်းကြိုက်မဲ့အကြော်သုံးမျိုးနဲ့လွယ်ကူရိုးရှင်းတဲ့ပြုလုပ်ပုံများထုတ်ဝန်ပရိသတ်များလုံးပဲမင်္ဂလာပါပဇွန်ပြောင်းမာလာကြောင်းပုံမှန်မြင်နေရသလိုတိတ်အရသာရှိပြီးစားကျင်စရာကောင်းတဲ့မုတ်လေးကိုပြုလုပ်ဖို့အလွယ်ကူဆုံးနည်းလမ်းလေးကိုဖော်ပြပေးပါမယ်နော်လုတ်ကန်ရတာလဲလွယ်ကူရိုးရှင်းလွန်းတဲ့အပြင်ကြာချိန်လဲမပေးရတဲ့အတွက်အမြန်လှုပ်ရှားလို့ရတဲ့မုတ်လေးပဲဖြစ်ပါတယ်ဒါအပြင်ဒီမုတ်လေးကပဇွန်ချိတ်သားကိုအထူးအသုံးပြုထားတဲ့မုတ်လေးပဲဖြစ်ပါတယ်ရှင်အရင်ဆုံးပဇွန်လေးကိုအခွန်နှွားကြောခွဲပြီးတန့်စင်ပြီးဆိုရင်တော့အခုလိုမျိုးအရသာတွေထည့်ယုံပါပဲအရသာတွေအနေနဲ့ချိုတဲ့တကြားပြောင်းဖို့ပြုတ်အစိတ်ရရိခရုစီနဲ့ပဲငှက်ပြားရဲ့အနောက်ငရုတ်ကောင်းစောင်းတကြားနဲ့ပြောင်းကုန်မှုတ်လေးတို့ကိုထည့်ပြီးအားလုံးကိုတမနေအောင်နဲ့ထားလိုက်ပါပြီးတဲ့အခါမှာတော့အခုလိုမျိုးညှစ်တောင်လေးနဲ့တေချာညှစ်ကောင် air fryer ရဲ့ထည့်ပြီးပေါင်းလိုက်ရင်ရပြီဖြစ်ပါတယ် air fryer မရှိဘူးဆိုရင်လည်းစီပူပူနဲ့ဖြည်းဖြည်းချင်းလှိမ့်ကြော်လို့ရပါတယ်နော်ဒါဆိုရင်တော့နောက်ဆုံးမှာအခုလိုအမြင်နဲ့တင်အရသာရှိမဲ့ပဇွန်ပြောင်းဖို့မာလာကြောင်းလေးရပြီပဲဖြစ်ပါတယ်စားလို့ကောင်းတဲ့တည်စားတစ်ခုဖြစ်မှာအမှန်ပါပဲရှင်ထမင်းချမ်းအာလူးကြော်အိမ်မှာမင်းညကကြံတဲ့ထမင်းအေးတွေနဲ့ပတ်သက်ပြီးဘာလို့ရမှန်းမသိပဲခက်ခဲနေတယ်ဆိုရင်တော့အခုဖော်ပြတဲ့နီလန်းလေးကိုပြုလုပ်စားသုံးကြည့်လိုက်ပါအရသာလည်းရှိပြီးအာဟာရလည်းဖြစ်ထွန်းသလိုချွေတာရလည်းရောက်တဲ့အတွက်အဖက်ဖက်ကနေပြီးအကျိုးပြုတဲ့ဟင်းလေးတစ်ခွက်ပဲဖြစ်ပါတယ်အရင်ဆုံးအိမ်ကထမင်းချမ်းအိုးကိုအခုလိုအဖွာလေးတွေဖြစ်အောင်လုပ်ပြီးပြီဆိုရင်တော့အာလူးတွေကိုအသုံးပြုရပါမယ်အာလူး3လုံးလောက်ကိုပြုတ်ပြီးအားလုံးကိုခြေကထမင်းနဲ့ရောနေလိုက်ပါပြီးတဲ့အခါမှာတော့နန်းနန်းပင်နဲ့ငရုတ်သီးအကြက်မှုတ်တို့ကိုပပလှီးထည့်ပြီးအားလုံးကိုထပ်မံနေလိုက်ပါနော်အခုလိုအနေထားနဲ့စီးပိုင်နေတဲ့ထမင်းအာလူးနှစ်ကိုရလာပြီဆိုရင်တော့တေချာလေးဖြန့်ပြီးအချောင်းလေးတွေဖြစ်အောင်ကြော်လို့ရပါပြီစီပူပူထဲမှာအခုလိုရွှေဝါရောင်တန်းတဲ့အထိကြော်ပြီးရင်တော့စားလို့ရပြီဖြစ်တဲ့ထမင်းချမ်းနဲ့အာလူးပေါင်းထားတဲ့အာလူးထမင်းချမ်းချောင်းလေးကိုရပြီပဲဖြစ်ပါရဲ့ရှင်အချင်းရင်နဲ့တို့စားရင်တိတ်ကိုအရသာရှိမဲ့အစားအစာလေးပဲဖြစ်ပါရဲ့ရှင်အာလူးကတ်တလစ်အနောက်တိုင်းစတိုင်အရှိတိုင်းသားတွေဖြစ်ကြတဲ့အခုဗီဒီယိုကိုကြည့်နေတဲ့သူကအနောက်တိုင်းသားတွေစားတဲ့အာလူးကတ်တလစ်ကြော်ကိုစားဖို့ပါသလားရှင်စားဖို့တဲ့သူတွေလည်းရှိလောက်ပေမဲ့အဝေးကြီးမတော်နိုင်တဲ့သူတွေအတွက်အိမ်မှာပဲအလွယ်တကူလှုပ်စားလို့ရမယ်အာလူးကတ်တလစ်ကြော်ကိုပြသပေးသွားမှာပဲဖြစ်ပါတယ်နော်ပဝင်ပစ္စည်းတွေကလည်းရိုးရှင်းပြီးတော့လောက်ကန်ရတာတိတ်လွယ်ကိုလွန်းတဲ့အတွက်အစားအစာနဲ့နိဗ္ဗာန်ရောက်ချင်ရင်တော့လောက်ကိုလှုပ်စားတဲ့အစားအသောက်လေးတစ်ခုပဲဖြစ်ပါတယ်အရင်ဆုံးအာလူးကိုပြုတ်ပြီးရင်အရန်ကြအောင်မထားပါနဲ့ရှင်အခုလိုမျိုးမပြုတ်မမအနေထားမှာအမြောင်းလေးတွေဖြစ်အောင်လုပ်ပြီးချစ်ထုတ်ထားလိုက်ပါပြီးရဲ့အခါမှာတော့စားစနွေငရုတ်သီးမှုန့်နဲ့တကြောင်စက်သားမှုန့်တို့ကိုထည့်ပြီးရင်ချစ်စအနေငယ်ဖြူပြီးအားလုံးကိုတေချာလေးထပ်မံရုံးမွေလိုက်ပါနော်အနေထားမွေးဖားအရတော့အခုလိုဖြစ်သွားပြီဆိုတဲ့အခါမှာလက်နဲ့တေချာလေးပုံသွင်းပြီးကြော်လို့ရပြီဖြစ်ပါတယ်စီမပူတပူလေးထဲမှာအရှိနောက်အယောင်ပြောင်းတဲ့အထိကြော်ပြီးရင်တော့တိတ်စားလို့ကောင်းတဲ့အာလူးကတ်တလစ်ကြော်လေးတွေကိုရပြီဖြစ်ပါတယ်နော်ဒါဆိုရင်တော့အရှိတိုင်းမှာနေပြီးအနောက်တိုင်းရဲ့အာလူးကတ်တလစ်ကိုလည်းအရသာရှိရှိပြုလုပ်စားသုံးနိုင်ပြီဖြစ်ပါတယ်ရှင်ခေတ်ကာလအချိန်တွေအရအကုန်စည်နှုန်းတွေတက်နေတဲ့အချိန်မှာအပြင်စားတွေကိုချွေတာပြီးတော့အိမ်မှာပဲအလွယ်တကူလှုပ်ရှားနိုင်ဖို့အတွက်တင်ဆက်ပေးလိုက်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ် like and follow လုပ်ပြီးအားပေးခဲ့လို့ရပါတယ်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေနော်